ဘူးပြောသည်ဖြစ်ဖြစ်မပြောသည်ဖြစ်ဖြစ်ချိန်မိတ်ခံစားမယ်ဘယ်နဲ့ရှင်ရဲ့ရာသမို့တကားတလေချတော့ဘိုးခံစားရယူတယောက်လို့ဖြစ်ကြချစ်လို့တော့လေကွယ်ဘယ်လိုဖြစ်လို့မေးလို့ရမှာလဲယူမရင်တို့